ဟုတ်ကဲ့ပါဆရာမနေ့ကမြောက်ဦးမြို့ပြည်သူ့စေယုံကြီးပုံကျဲခံရမှုဖြစ်စဉ်ကိုသိချင်လို့ပါဆရာဒီစစ်တပ်ရဲ့ပုံကျဲမှုအတွင်းမှာထိခိုက်ဒေဆုံးတဲ့သူဘယ်နှစ်ယောက်ရှိခဲ့ပါလဲရှင်ဟုတ်ကဲ့ပါခင်ဗျာမနေ့ကဒီဇင်ဘာလ10ရက်နေ့ည9နာရီအချိန်မှာဒီအကြမ်းဖက်ဖက်စစ်ကောင်စီကမြောက်ဦးမြို့ပြည်သူ့စေယုံကြီးကိုဂျက်ဖိုက်တာ2စီးနဲ့နေပြီးတော့မှဒီပေါင်900ဘုံနှလုံးကြေးချတိုက်ခိုက်ခဲ့တာရှိပါတယ်ဆိုတော့အဲ့ဒီအကြမ်းဖက်ဘုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာဆေးရုံတက်နေတဲ့ဒီအရသာပြည်သူဒီလူနာစုပေါင်း33ဦးသေဆုံးပြီးတော့86ဦးဒဏ်ရာရတာရှိတယ်ဗျသေဆုံးတဲ့အထဲမှာတော့ဒီအမျိုးသား16ယောက်ဒီအမျိုးသမီး18ယောက်စုပေါင်း33ယောက်နောက်ဒီဒဏ်ရာပြင်းထန်တာကတော့ဒီအမျိုးသား18ယောက်အမျိုးသမီး9ယောက်စုပေါင်း20ဒီအလာဇာဒီအငယ်စားဒဏ်ရာတော့86ဦးရှိပါတယ်ဟုတ်ကဲ့ပါဆရာနောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ကတော့လက်ရှိဒီစီးရုံကြီးပျက်စီးဆုံးရှုံးသွားမှုအနေအထားနဲ့ဒီဖြစ်ရအပေါ်မှာဆရာအနေနဲ့ဗာများပြောချင်ပါလဲရှင်ဟုတ်ကဲ့ပါဒီအကြမ်းဖက်ဘုံကြီးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာမြောက်ဦးပြည်သူ့စေယုံကြီးကတော့လုံးဝပျက်စီးသွားတာဖြစ်ပါတယ်စေယုံကြီးကိုဒီဒီထိမှန်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးဒီဆေးရုံတက်နေတဲ့လူနာတွေအများအပြားသေဆုံးဒဏ်ရာရတာဖြစ်ပါတယ်ဒီစစ်ဖက်နဲ့မဆိုင်တဲ့ဒီအရာဖက်ပြစ်မှတ်တွေကိုရည်ရွယ်ချက်ရှိနဲ့နေပြီးတော့မှဒါအကြမ်းဖက်ဘုံကြီးတိုက်ခိုက်တပ်ဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဟာစစ်ရာဇဝမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်ဒီအကြမ်းဖက်ဖက်စစ်ကောင်စီအနေနဲ့ဒီသူတို့ကျူးလွန်တဲ့ဒီအကြမ်းဖက်တိုက်ခိုက်တပ်ဖြတ်မှုအတွက်သူတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ ULA အနေနဲ့ကတော့ဒီမတရားတိုက်ခိုက်တပ်ဖြတ်ခံရတဲ့ဒီကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုံးပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဘာကြောင့်အခုလိုအရက်ဖက်ပြစ်မဲ့ဆေးရုံကိုဥတီပြီးတော့တိုက်ခိုက်တယ်လို့သုံးသပ်ပါလဲ။အကြမ်းဖက်ဖက်စစ်ကောင်စီဟာဒီစစ်မြေပြင်မှာသူတို့ဘက်ကဒီအထီးခိုက်အကြအဆုံးတွေများလာပြီဆိုလို့ရှိရင်ဒီအပြစ်မဲ့ပြည်သူတွေကိုဥတေပြစ်မှားထားတိုက်ခိုက်တာကတော့ဒါသူတို့ရဲ့ဒီနီးဗျူဟာတခုလို့လေပြောလို့ရတာပေါ့အခုလည်းပဲဒီတခြားစစ်မျက်နှာတွေဖြစ်တဲ့ဥပမာမကွေးစစ်မျက်နှာဒီပဲခူးစစ်မျက်နှာအေယာဝတီစစ်မျက်နှာနောက်ဒီကြောက်ဖြူစစ်မျက်နှာတွေမှာအကြမ်းဖက်ဖက်စစ်ကောင်စီကသူတို့ထိခိုက်ကြဆုံးမှုတွေတအားများနေတဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးဒီအရသာဒီစစ်ဖက်နဲ့မဆိုင်တဲ့ဒီအရသာပြည်သူတွေနေတဲ့နေရာတွေကိုဒါဥတေပြစ်မှားထားပြီးတော့မှဒါတရေဘောကြောင်စွာနဲ့ဒီစစ်သားမဆန်ပေါ့နော်စစ်သားမဆန်ပဲနဲ့နော်အခုလိုမျိုးအရာဖက်ပြစ်မှားတွေကိုဒါမတရားဒီအကြမ်းဖက်တိုက်ခိုက်တပ်ဖြတ်တာဖြစ်ပါတယ်ဒီဟာကတော့ဒါစစ်ရာဇဝမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်